တော့ဝင်ကပါကြီးရမယ်ကြီးကြီးကြပါစို့ကြီးကြမယ်မVery good Oh my god Amazing Thank you Bravoကျမကိုလည်းကြည့်ပါဦး ငါစားလို့မဟုတ်သေး ကျမလည်းစားလို့မရသေးလို့ပါ စားလို့မဟုတ်သေးဘူး ကျမလည်းစားလို့မရသေးဘူး ငါ့လည်းကြည့်ပါဦးငါ့လည်းကြည့်ပါဦး ဘာလဲကြောက်တယ်ကျမတူးကုန်ပြီ ခတ်တူးကုန်ပြီ အကောင်တူးအောင်ပြီမရတော့စားလို့လည်းမရတော့ပြုံခမန်ပြုံရှင်ဘယ်ကောင်မှကြောင်တွေးပြီးတော့ဒီကျဲဥကြော်တူးအောင်ကြော်တာလေ မဟုတ်ပါဘူးမတွေးပါဘူး မလိမ့်နဲ့ရှင်မန်ပြုံရှင်မျက်နှာပြုံးစီနဲ့ပြုံးစီနဲ့ မဟုတ်ပါဘူးမမရဲ့ဟိုယောက်ျားပြုံးနေဆိုတာလေယောက်ျားစိတ်ကူးရင်နေတာမမရဲ့ဟိုယောက်ျားစိတ်ကူးတယ်မှာလေဟာမြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံးစပိုဘူးတွေကစားပြီးဟာလူရက်ပြီးတော့လေလက်ကုပ်တွေတီးပြီးအားပေး ပေါ်ရပြောင်းမနေနဲ့ရှင်ဘယ်တင်နှမ်းမှမတက်ဘဲနဲ့ဘယ်လိုလုပ်ဟင်းကောင်းတဲ့ဝဲထွက်မှာတော့ ဟောမင်းမရဲ့တင်တက်စရာမလိုဘူးဒီကိက YouTube မှာကျူရိုတွေအများပဲ YouTube ကကြည့်ပဲပြီးတော့ချက်နေရပဲလေ ပြောပြန်ပြီအဲ့ YouTube ကကြည့်လို့ဒီကြောက်ကြော်တော့ရှင်တူးအောင်ကြော်တာလေ မဟုတ်ပါဘူးမမရဲ့ယောက်ျားအဲ့ဒါအတွေးလွန်သွားလို့တူးသွားတာပါ ပေါ်ရပြောင်းမနေနဲ့ အိုးမင်းမလေယောက်ျားထိုင်းမှာသွားပြီးစပူမှုလုံးမှာယောက်ျားအကုန်ချက်တတ်တယ် အေးဟုတ်လားမဟုတ်လားအခုကျမရှိသမျှစပေါ်မှုတွေအကုန်ခေါ်မယ်ခေါ်ပြီးတော့ရှင်းလက်ရကောင်းလားမကောင်းလားကျမစောင်းမိုးပဲဆင်မယ် လေစစ်လိုက်စမ်းပါမင်းမရဲ့ခဏလေးစောင့်ယောက်ျားလက်ရအောင်ရှာလေသွားမယ်ခဏလေးစောင့် ဘယ်တော့လား လာပြီလာပြီရာရာရာ ဟဲ့မာလာရှန်ကိုရှင်းချက်လိုက်တာလား ဆိုင်ရဝဲ ဘာလို့ဆိုင်ရဝယ်တာလဲပြောတော့ရှင်းချက်မှာဆို အော်မင်းမရဲ့စကားကိုဆုံးအောင်တော့လေယောက်ျားရဲ့စဖို့မှုစန့်စာဘယ်လောက်ရှိလဲစဖို့မှုအရင်ချင်းဘယ်လောက်ရှိလဲဆိုတာပြကြနေတာဒီမှာဆိုင်ရဝယ်လာတဲ့အရသာကိုနည်းနည်းညီးကြည့်လိုက်တာနဲ့ဒီထဲကပေါင်ပစ္စည်းအကုန်လုံးယောက်ျားအလွတ်ရွတ်နိုင်အဲ့လောက်ထိတော့မင်းယောက်ျားအတွေ့အကြုံကပြောမယ်ရတာခံနေတယ်ဒီထဲမှာမာလာကောက်ဆွဲပါမယ်ကြားဆွဲပါမယ်ပဇွန်ပါမယ်ဟုံးပါမယ်မြေပဲပါမယ် အဲ့ဒါလူတိုင်းသိတယ်အဲ့ဒါလူတိုင်းသိတယ်လေရှင်းလက်ရောက်စားချင်တာ အဲ့လိုမြည်ကျက်တယ်နဲ့ချက်နိုင်တယ်လို့ဒါမျိုးကိုလေမာလာရှမ်းကောက်ဆိုတာရိုးတယ်ယောက်ျားဟင်းဘွဲကိုမီနူးအသစ်ထုတ်မှာချိန်လိုက်မှာကိုယ်ပိုင်မီနူးအသစ်နဲ့အရသာအသစ်နဲ့နာမည်အသစ်ပါပေးလိုက်အောင်မှာ အဲ့ဆိုမြန်သွားချက်သွားမြန်သွားချက်ဟိုမှာစပေါ်မှုတွေရောက်နေပြီ ရောက်နေပြီလား ရောက်နေပြီ ဩစိတ်သားချမင်းမယောက်ျားရှယ်ချက်ပေးလိုက်မယ်ဟာယောက်ျားရဲ့လက်အောင်မြည်ဆမ်းပြီးတော့အဲ့စပုံမှုတွေရှာလဲပြီးတော့လေအိမ်ပြန်ခြင်းစိတ်ပါမေ့သွားစီရမယ်ဟင်းဘွယ်လေးနာမည်လေးอ่ะ ငွေသိန်းရှယ်ကောပါ ငွေသိန်းရှယ်ကိုမာလာရှန်ကမဟုတ်ဘူးလား ဩ
မဟုတ်ဘူးဟိုကျွန်တော်ကသူများနာမည်တွေကိုယူပြီးတော့မသုံးတတ်ပါဘူးကိုဟင်းပွဲနဲ့ကို plate တွေနဲ့ကိုရဲ့ menu အဲ့လိုမျိုးတက်တက်ကျွန်တော်တိဆောက်ထားတာပါ ကြည့်ရတာမာလာရှန်ကောနဲ့တူတယ်တော့ တူတယ်လို့ထရပါနဲ့လုံးဝမတူပါဘူးတော့မာလာရှန်ကောမပေါ့ကျွန်တော်ငွေသိန်းရှယ်ကောပါ ဝေးသိရှက်ကော ဟုတ်ပါပြီအဲ့တော့ဒီငွေသိန်းရှယ်ကောဆိုတဲ့နာမည်လေးဖြစ်ပေါ်လာတဲ့အတိတ်ပဲလေးဆိုတော့ အဲ့ဒါတော့လူချင်းမင်းတို့သုံးဆောင်ကြည့်လိုက်တဲ့အချိန်မှာငွေသိန်းရှယ်ကောဘာလို့ဖြစ်ရလဲဆိုတဲ့အတိတ်ပဲလေးကိုနားလည်တော့ပါလိမ့်မယ် ကဲဟုတ်ပါပြီအဲ့တော့ဒီဟင်းပွဲလေးကိုမြည်ကြည့်လိုက်မယ်နော် ဟုတ်ကဲ့ ဟုတ်ကဲ့မြင်မြင်လေးမြည်ကြည့်ပါရှင်ဟိုပြီးလို့ရှိရင်လေကောင်းတဲ့အကြောင်းလေးမှတ်ချက်ကောင်းကောင်းလေးပေးပါရှင်ကျမယောက်ျားကျမလေးထိုင်းမှာစပုတ်မှုလောက်ခိုင်းဖို့ရှင် စိတ်ချပါရှင်အရသာကောင်းလို့ရတော့လေမှတ်ချက်ကောင်းပြီသားပဲကျမတို့မှတ်ချက်နဲ့ဆိုရင်ထိုင်းနိုင်ငံတွေမကဘူးဘယ်နိုင်ငံမှာမဆိုရင်စဖို့မှုလုပ်လို့ရတယ်အဲ့ကောင်ပြီးအဲ့တော့ရှင်ကိုပြောတယ်ရှင်စားတယ်ငါပြတယ်ဘာလို့အဲ့လာမအဲ့ကောင်ပြီးမြင်နေ မလေးခဏနေပါဒီဟင်းပွဲကိုမှတ်ထားပြီးတော့တလုံးဝယ်မစားကြအောင်လို့နာမည်လေးတစ်ချက်ပြောပြတတ်ပါဦး အော်ငွေသိန်းရှယ်ကောပါ အဲ့ငွေသိန်းရှယ်ကောဆိုအတိတ်ပဲပါလဲလို့ပြောနေရတယ် ဟိုပြောပါမယ်ဒေါသအရင်မထုတ်ပါနဲ့ဟိုကျွန်တော်မိမနာမည်မငွေသိန်းပါဟို तू ကကျွန်တော်ဟင်းချက်တိုင်းဘယ်တော့မှမကောင်းလို့ share plan နဲ့ call လုံးကြီးလို့ငွေသိန်းရှယ်ကောလို့ပေးထားတာပါ စပုံမှုပြရှင်ဘလို့လောက်လိုက်တာလဲဟမ်ကျမအခုစပုံမှုနဲ့ဘလို့မျက်နှာပြမလဲအခုတို့ဖိုက်စာနေကြပြီကျမလည်းဖိုက်စာနေပြီ အော်အားလုံးဘိုက်စာနေပြီဆိုတော့လေဟိုငွေသိန်းရှယ်ကောလေးပဲချိန်မိတ်ပြီးတော့ချိန်မိတ်ပြီးတော့စားကြပါ လောက်စင်တနေရရွေးတို့ဖိုက်စာနေပြီကျမတို့ဘလို့မျက်နှာပြမလဲ အော်အဲ့ဆိုလေဟိုအားလုံးလဲစားလို့ရမယ်အမယ်လဲစုံတယ်အရသာလဲရှိတယ်မန္တလေးမှာအကောင်းဆုံးဆိုင်အောင်ယောက်ျားခေါ်တော့မယ် အေးပြောဟုတ်ရင်ဟုတ်နော်မဟုတ်တော့ရှင်ဒီခါပို့ပြီးတော့ရှင်နာမယ် အေးပါ တော်သေးအောင်နေအေးရတယ်နော် ကိုဟိုလိုင်းပဲရှောက်နေတော့မလား ဟုတ်လမ်းမလျှောက်လို့တဲ့ကဘာလုပ်ချင်လို့လဲ တဲ့ဘိုက်စာနေပြီလေ ဟောတဲ့ဘိုက်စားလို့လား ဟုတ်တယ် တဲ့ငါပြောသေးစားမလားငါပြောသေးဟဲ့ မာငါပြောသေးမစားချင်ပါဘူး ငါပြောသေးကစားတယ်ဘိုက်ပြေတယ် မာငါပြောသေးမစားချင်ပါဘူးဆို ဟော ခုပြောတော့စိုင်ကြီးမှလိုက်ကြည့်မှာဆိုတဲ့ကို စိုင်ကြီးမှလိုက်ကြည့်ရမယ် ဟုတ်တယ် စိုင်ကြီးမှလိုက်ကြည့်ဖို့ကကိုကပတ်စံကပါမလားဘူး ဟာ ပတ်စံပါမလားဘူး ရှင်ကချစ်သူနဲ့တွေ့တာပတ်စံမပါလာဘူးလား အော်မပါလောက်ဆိုထဲမလာတာမဟုတ်ဘူးဟိုပတ်စံကြီးလေလောကြီးနဲ့ထွက်လာတော့ပတ်စံကြီးကအဲ့ရခေါင်းအောက်ထဲမှာကြံခဲ့တာ အဲ့ဒါဘယ်လိုလုပ်မလဲဘိုက်စာနေပါပြီဆို ဘိုက်ကတော်တော်စားနေပြီလား ဟုတ်တယ် အဲ့ဒါဒီလိုလို့ဟိုတဲမှာဟိုဖုန်းပါတယ်မလား ပါတယ်လေးမှာဖုန်း iPhone လေးသွားပေါင်လိုက်ပြီ ဟာ ဟောမဟုတ်ပါဘူးတဲဘိုက်စာနေရဆိုစတာ iPhone တစ်လုံးကိုအရင်ပြုတ်ပြီးတော့စားလို့ရတယ် ဘလို့အရင်ပြူပြီးစားမှာလဲ ဟောဒီလိုလေးတဲ့ကိုကတကယ်တော့ food blogger တယောက်လေဆိုင်ကြီးတက်ဆိုင်ထဲကိုဝင်သွားပြီးတော့သူတို့ရှီကစားတောက်စရာတွေကိုလိုက်လွင်ပြီးတော့သူတို့ဆိုင်ကစားစရာတောက်စရာပစ္စည်းတွေကိုကြွညာပေးလိုက်မယ်ဆိုရင်အလကားစားပြီလေ ဩအဲ့ဒါနာမည်ကြီး food blogger ဆိုတော့ဟုတ်တာပေါ့ရှင်က food blogger ဆိုတော့ကျမတော့မသိဘူး ဟုတ်လားဩတဲကတတိမထားမိလို့နေလိုက်မယ်ဟိုဆိုင်ကြီးတွေမှာဆိုရင်တော့ဟိုတဲပြောသလိုတော့ဖြစ်နိုင်တယ်ကိုရှိမှာဆိုင်လေးဆိုင်ရှိအဲ့ဆိုင်ကိုသွားပြီးတော့သူ့ရဲ့စားစရာတောက်စရာတွေကိုစားပြရင်လည်းကြွညာပေးလိုက်မယ်အဲ့ဒါကိုတဲကဒီဖုန်းနဲ့လိုက်လွင် ဟောဖြစ်ပါမလားကိုကလည်း ဖြစ်ပါတယ်ကိုအရေးချီတာကြည်ပြီးလိုက်လာကြလား ဟာတဲကြောက်တယ်နော် လွယ်အခုစားအတဲရိုက်မယ်တဲရိုက်မယ်ကိုကရှေ့ရသွားတာ အေး ရိုက် အ မယ် ကောင်းနေမှာနော် ကျညာတော့ကိုသိစားကျညာနော် ရပြီလားပြူကဘယ်လောက်ရပြီလဲ နေခဏလေးရပြီတဲရိုက်နေပြီ အေးအဲ့နောက်ကနေလိုက်လာခဲ့နော်လူရှိရအေးယူဟတ်တက်လာပြီအေးဒီဆိုင်အေးဟယ်လိုကိုနေမောင်ကြီး သူ့ကွာ ကိုနေမောင်ကြီး ဘယ်ကုနေမှာဒါဆန်နာမယ်ငါနာမယ်နှွေးမှာမဟုတ်ဘူး ဟောဆိုင်နော်ကြီးဆိုင်နာမည်လားကျွန်တော်အခုနာမည်မဲ့လို့ဒီလိုပါကျွန်တော်ကိုပဲမိတ်ဆက်ပေးပါမယ်ကျွန်တော်က food blogger တယောက်ပါ ဖူးဘလော့ကာ ဟုတ် ဖူးဘလော့ကာဆိုဘယ်လိုကောင်းလဲ ဟုတ်ပုံလေ food blogger ဆိုတာဒီလိုဗျာဟိုဆိုင်တစ်ဆိုင်မှာရှိတဲ့စားတောက်စရာပစ္စည်းတွေကိုကျွန်တော်ကိုယ်တိုင်စားပြပြီးတော့live လွှင့်ပြီးအဲ့ဆိုင်က
နာမည်ကြီးတာအဲ့ဖူးလား ဟုတ်တယ်ကိုကြီးကျွန်တော် line မှာတွေ့ဘူး သူသိတယ် ငါဆံမဒီနဲ့နာမည်ကြီးနေပဲမလို့လေတို့တို့ကြောင်ညာပေါ့ အာကိုကြီးကလေအဲ့လိုမျိုးလူစားပြ line မို့တင်တိုင်းကိုဆိုင်လူတွေအများကြီး ဒါကျွန်တော်ပြိတ္တာပဲသူသူလည်းတွေ့ဘူးလား ဒါဆိုခင်ဗျာပတ်စံဘယ်လောက်ယူမှာလဲ ဟိုဟာပတ်စံတော့မယူနော်ပတ်စံမယူနော်ဟိုဒီဆိုင်မှာရှိတဲ့ဟာလေးတွေကျွန်တော်တို့ကျွေးကျွန်တော်စားချင်တာလေးကိုကျွေးဗျာအဲ့ဒါကိုကျွန်တော်ကလိုက်လွှင့်ပြီးတော့ line ပေါ်တင်လိုက်ခင်ဗျားဆိုင်နာမည်ကြီးပြီ ကိုကြီးကလေပတ်စံလေးပေးရတာမို့ကိုဆိုင်တော့နာမည်ကြီးတွေလုံး အဲ့ဆိုဘာစားမလဲစားကျွန်တော်လုံးမစား ကဲပေးသက်ကြီးစောင့်နေရတာကြာနေပြီလားဒီမှာထောင်းနေပါပြီဗျာနော် ခဏလေးပြီးတော့မယ်နော် ဟုတ်ကဲ့ပါခင်ဗျာစောင့်ပြီပါဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါနိုင်ပြီရတယ် နာမည်ကြီးကွာ ခဏလေးနော် ရှယ်အချင်းပေါင်းလေးခင်ဗျာခုဆိုရင်ဖော်ဘူးတဲ့ဆိုစတင်ပြီးတော့ကျွန်တော်ထည့်နေပြီဖြစ်ပါတယ်ရှယ်အချင်းပေါင်းလေးအမလေးဗျာအရသာလေးကတော့ငမ်းမြကြီးနဲ့လေးကိုတင်းနေတာပဲခင်ဗျာငမ်းမြကြီးနဲ့လေးကိုတင်းနေပါရပြီဗျာ ဒါတူလေးတူ โอเค တူလေးပါ ကျေးဇူးပါဟုတ်ပြီဗျာပြည့်တဲ့ကြီးကျွန်တော်အခုကိုနေမောင်ရဲ့ကိုနေမောင်မဟုတ်ဘူးနော်နွေးမောင်ဆိုတာနွေးမောင်အချင်းပေါင်းနွေးမောင်ပြီးတော့အချင်းပေါင်းဆိုတဲ့စိုင်မှာကျွန်တော်ရောက်ရှိနေရပါအဲ့တော့ကျွန်တော်လက်ထဲမှာတော့အချင်းပေါင်းလေးကရောက်ရှိလို့လာပါပြီဗျာသူ့ရဲ့အရသာနိုင်နော်သူ့ရဲ့အရသာဘယ်လိုရှိမလဲဆိုတာပြည့်တဲ့ကြီးလဲစားကျင်နေကြပြီမလားကျွန်တော်ကျွေးပါပါโอเคကဲစားကြပါဦး ဟဲ့လူ line ပေါ်လူကြွရမဟုတ်လား လိုင်းဘောကလူတွေကကြည့်လို့ပဲကြာအားပေးလို့ပဲကြာသူကမှတကယ်စားတာတကယ်စားတာတဲ့ဘလို့နေဟမ်ချင်းလို့လားဖွီးဟုတ်ပါကွာချင်းစောက်တာပဲ ဒါရှင်မောင်းလေရှင်မောင်းတော့ရှင်ပါဗော ဟောဟုတ်တယ်နော်အချင်းပါကျွန်တော်လည်းစားပြအောင်မှာဖြစ်ပါတယ်ရတာလေးသိအောင်ပါဗျာဖွီးချင်းစောက်တာပဲတဲ့ဒီမစားနဲ့တော့နော်တော့ကြဝမ်းနေသွားမယ်နော်ဘိုက်တွေနာပြီ ဟဲ့လူခင်ဗျာကျုပ်ဆောင်နာမည်ဖြစ်နေလားဒီကုသူတော်မှာနှွေမောင်းဆိုတာမသိတဲ့သူမရှိဘူးဗျနာမည်လာဖြစ်နေလား ခင်ဗျားလည်းဘာမှလည်းမသိပဲနဲ့လိုက်လွှင့်ပြီးခင်ဗျားဆိုင်ကိုညာပေးနေတာအဲ့လိုအကန်ကြီးပြောရင်ဒီဘာတွေကပိုတက်တယ်သူတို့ကဆက်ဆုပ်ကျင်နေတာဟုတ်ကဲ့ပါကျွန်တော်လူလိုနားမလဲလူလိုရှင်းပြနေအောင်ဟမ်ပါလေ ဆိုင်ရှင်တော့ ဟုတ်ကဲ့ ခင်ဗျားကိုကျွန်တော်ကျွေးနေတာ ဟုတ်တယ်လေစားနေရလေဟိုဒါမဲ့စားတယ်ဆိုရင်မဲ့ပြိတ္တကြီးကအခုကြည့်နေကြတဲ့ view တွေလေအမားဗျဒါအချင်းပေါင်းပါ ဒါရှင်မောင်းလေဟုတ်တယ်ဒါရှင်မောင်း ဟုတ်တယ်နော်အဲ့ဒီအချင်းပေါင်းကအမဒီလိုလမ်းဘေးမှာရောင်းတဲ့ခါကျတော့ဟိုအောက်တန်းကြတော့ဗောဗျာအမဟိုတယ်တက်ရောင်းအောင်ပါဒီချင်းပေါင်းနော် ရှင်မောင်းဟိုတယ်မှာတက်ရောက်တာမမြင်ဘူးလို့လား မမြင်တော့မမြင်ဘူးဟိုတယ်မှာကျတော့တိတ်ခါရှိသွားပါလေဟုတ်ဟော ချက်တယ် နှစ်ယောက်တော့ဝင်လာပြီမစားနဲ့မကောင်းဘူးပြန်အချင်းစုံနေတာပဲတိတိတဲ့ပုတ်နေလားမသိ ငါစီးပွားဖြစ်နေလား ကန်းနေတာတွေ့လား ကန်းနေတာ နှစ်ယောက်ရောက်လာပြီတွေ့တော့မ ကန်းနေတာ ဟာချမောင်းရဟိုမကောင်းပိုက်တယ်လားမတော်ချီးတယ်ပါအခုမကောင်းတော့ဘူးကန်းနေတာမဝင်နဲ့ဒီဘက်ဆိုင်ကွာ မင်းကောက်ကန်းနေရ ကန်းနေတာ ဟေးမင်းကန်ပြီး ညပါဘာလဲကျွန်တော်ဘောလုံးမဟုတ်ဘူးခင်ဗျာကျွန်တော်ဘောလုံးမဟုတ်ဘူး တောင်းစားငါဆောင်တယ်လားညခေါက်တယ်မတခါလဲ ကိုကြီးကြိုင်ပါပါကိုကြီးကြိုင်ပါပါ မင်းလည်းလို့စားဘလို့ကောင်းလဲမသိမင်းမငါတော့ထားခေါက်တယ်ပါလေ လူလည်းမသိကွာ မလုပ်ပါနဲ့ကန်း တက်လာတော့ပြောကျမအဆက်ခွဲအောင် အချက်ခွဲတော့မဟုတ်ဘူးလေတဲပဲဘိုက်စားတယ်ဆိုလို့ကိုလည်းနီးတဲ့ဆိုင်မှာလိုက်ကျွေးတာပဲလေဟိုဒီတခါတော့တောင်းပါမှာနော်နောက်တစ်ခါကျရင်ကိုပတ်စံထည့်လာပြီးတော့မန္တလေးမြို့ပေါ်မှာရှိတယ်အကောင်းဆုံးအရသာရှိဆုံးဆိုတဲ့ဆိုင်မှာတဲလေးစိတ်ကြိုက်စားနော် ရှင်ပြောလိုက်အဲ့လိုကြီးပဲ ဟိုကိုရှင်းပေးမယ်မနှက်ပြန်သွားမယ်နော်လိုက်ဖို့လိုက်ဖို့ပေးမယ် ဂတိနော် ဂတိ ပြီးရော စိတ်မဆိုးနဲ့တော့နော် ဖေကွာ တော့မလုံးနဲ့နော်ရိုးချိုးပြီးတော့ပြတ်ထိုးတယ်လုံးပလိုက်မယ် ကောင်းမယ်လာမလေး ဒါnói là ပိတ်ထိုးလိုက်မယ်နော်မင်းဟာဟိုမှာ ဟုတ်အေး ဘောကောင်းလဲကွာရှောင်းလေစားမရမှာလဲ ဘိုက်ပါနေပြီ လာမယ်နားဟာဘောဘာကောင်းလဲနားလေမင်းပါကြည့်တာ မြင်မှုလို့ရှိလို့ကြည်တာကွာမင်းအောင်ငါပါကြည်တာ ငါလည်းမြင်မှုသလိုရှိလို့ကြည့်တာ မင်းပါကောင်လဲ ဟမ် မင်းပါကောင်လဲ ငါဘာကောင်းလဲ ဟမ် ငါဘာကောင်းလဲဆိုတာမင်းသိချင်တယ်ပေါ့ အေး အေးငါဘာကောင်းလဲဆိုတော့
online မှာနာမည်ကြီးတဲ့ food blogger လေးကွာငါလည်းပဲနာမည်ကြီးတဲ့ food blogger လေးကွာမှားထားတာအရင်ရောက်ဖို့ပြောချင်တာသေးကြ Hey waiter ဘာများမှကျင်တယ်လေလို့ပြောပါခံများဝချီဦးဂျုံစီချန်နဲ့ ice coffee မာမာကျွန်တော်ကတော့မာလာရှန်ကိုဖက်ထုတ်ကြော်မာမာ Hey မြန်ချဟဲဒါလေးပဲလားဒီလောက်ပဲစားမလားရှင် No ဘယ်ဟုတ်မှလဲဖတ်ထုတ်ပေါင်းနဲ့ဖတ်ထုတ်အစုံချ ဟင်ကိုလေးကတော့ဒါလေးပဲစားမလားလို့ ဘယ်ဟုတ်မှလဲနိုင်ငံညောနိုင်ငံဖဲလုံးစီကျဲ I ကုန်ပါမလိုက်မထားရများလုံးလုံးကုန်ပါမလိုက် I ကုန်ပါတိုင်း design ဆိုစားကောင်းလုံးလုံးကုန်ပါတိုင်း I ဘယ်ဆိုင်လဲဆိုတာပြောပြလိုက်အောင်လိုက် I မန္တလေးက like လိုက်ဖတ်ထုတ်ပေါင်းနဲ့စားပွဲစုံဆိုင်လိုက် I like it like ဖတ်ထုတ်ပေါင်းနဲ့စားပွဲစုံဆိုင် I like it like ဖတ်ထုတ်ပေါင်းနဲ့စားပွဲစုံဆိုင် I like it like ဖတ်ထုတ်ပေါင်းနဲ့စားပွဲစုံဆိုင် I like it like ဖတ်ထုတ်ပေါင်းနဲ့စားပွဲစုံဆိုင်ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုကြောင့်စိတ်ပျော်ပါစေဗျာ ဆောင်းလုံးနဲ့မင်းနူကြောက်ဆွဲခြင်းရလားကွာ ရှာပြမှာတကယ်ဝဲတဲ့အရာတွေစုံနာ Hey လာစား ရွှေမန်းတို့ကြိုက်တူရဲ့ဆိုင်ပါ I like it like ဖတ်ထုတ်ပေါင်းဆိုင်လာပါလိုအပ်တာကြံ့ကြံ့ပေးရင်လက်ခံပါမယ်ဗျာ Hey လာစား Like ဖတ်ထုတ်ပေါင်း like ဖတ်ထုတ်ပေါင်း like ဖတ်ထုတ်ပေါင်း Team me team like ဖတ်ထုတ်ပေါင်း like ဖတ်ထုတ်ပေါင်း like ဖတ်ထုတ်ပေါင်း Team me I like it like ဖတ်ထုတ်ပေါင်းနဲ့စားဝဲဆုံးဆိုင် I like it like ဖတ်ထုတ်ပေါင်းနဲ့စားဝဲဆုံးဆိုင် I like it like ဖတ်ထုတ်ပေါင်းနဲ့စားဝဲဆုံးဆိုင် I like it like ဖတ်ထုတ်ပေါင်းနဲ့စားဝဲဆုံးဆိုင်ဟာတော့ဝင်ကပါကြီးရမယ်ကြီးကြပါစို့ကြီးရမယ်မလား